ကုန်စည်နှုန်းတွေတက်လာတယ်အလုပ်ကိုင်တွေရှားပါလာတယ်ဒရေဖွင့်လိုက်တိုင်းစိတ်ညစ်စရာတွေပဲတွေ့နေရတယ်ဟင်မတို့အားလုံးခိပြက်ကြီးတဲ့ရောက်နေသလိုခံစားနေရတယ်မဟုတ်ဘူးလားဒါပေမဲ့တမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့အစိုးဆုံးခေတ်ကာလတွေကိုဖျက်ချော်နိုင်တဲ့လူတွေကအတော်ဆုံးလူတွေမဟုတ်ပါဘူးเนาะအလိုက်လျောညီထွေအရှိဆုံး most adaptable ဖြစ်တဲ့လူတွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီလိုခက်ခဲတဲ့အခြေအနေမှာစိတ်ရောလူပါအသက်ရှူချောင်းဘယ်လိုနေထိုင်ရမလဲဆိုတာကိုဒီလ5ခုနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဗဒါလေးမင်းမှာဒေါ်လာဟီမာ page ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဟီမာတို့ရဲ့ channel မှာဆိုရင်တော့ကျမ်းမာရေးလူမှုရေးအစားအသောက်နဲ့အာဟာရလှပရေးရာတို့နဲ့ဆိုင်တဲ့ဗဟုသုတတွေကိုဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ဟီမာတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်ပထမဆုံးကတော့ information diet ပါခေတ်ပြတ်ထဲမှာသတင်းအမောင်မကြားဖို့လိုသလိုသတင်းတွေထဲမှာလည်းနင့်မနေဖို့လိုပါတယ်နော်မနက်မိုးလင်းတာနဲ့ Facebook ကိုပို့ပြီးတော့သတင်းစိုးတွေဖတ်တာဟာတင့်အုံနောက်ကိုတနေ့ကို stress mode ထဲကိုသွင်းလိုက်တာနဲ့တူပါတယ်သတင်းကြည့်ဖို့အချိန်သတ်မှတ်ထားပါနော်တနေ့ကို15မိနစ်ဒါမှမဟုတ်မိနစ်20ပဲကြည့်ပါကျန်တဲ့အချိန်မှာတင့်ဘဝအတွက်တကယ်အကျိုးရှိမဲ့အရာတွေကိုပဲအာရုံစိုက်လိုက်ပါနော်ဒုတိယအချက်ကတော့ scale stocking ပါခေတ်ကောင်းတုန်းကတက်ခဲ့တဲ့ပညာတစ်ခုတည်းနဲ့ရက်တီဖို့ခက်ခဲလာနိုင်ပါတယ်အခုခေတ်ကအင်တာနက်ခေတ်ပါကိုကဆိုင်ဖွင့်ထားရင် digital marketing တက်ထားရမယ်ဝန်ထမ်းဆိုရင် AI tools တွေကိုသုံးတတ်ရမယ်အပေါ်ဝင်ဝင်ရမယ် scale တစ်ခုခုဥပမာ video editing copywriting ကိုအားတဲ့အချိန်မှာလေ့လာထားပါဒါဟာသင်အတွက် survival kit ပါပဲတတိယအချက်ကတော့ငွေချင်းစီမံခန့်ခွဲမှုပါပဲအခုအချိန်မှာဘာဝယ်တန်ဖိုးရှိမလားဆိုတာထက်ဒါကငါအတွက်တကယ်လိုအပ်တာလားဆိုတာကိုအရင်မေးပါအသုံးစရိတ်ကိုအတက်နိုင်ဆုံး short ချပါမလိုအပ်တဲ့ subscription တွေအပေါ်ရန်အသုံးအဆောင်တွေကိုခိတ္တရထားပါနော်အရေးပေါ်သုံးဖို့ emergency fund စုဆောင်းထားခြင်းဟာတင့်ကိုစိတ်လုံခြုံမှုအကြီးအကျယ်ပေးနိုင်ပါလိမ့်မယ်စရုပ်ရအချက်ကတော့အထီးကျန်မနေပါနဲ့နော်ခေတ်ပြတ်ထဲမှာလူတွေကပို့ပြီးတော့စိတ်တိုလွဲလာတယ်စိတ်ဆိုးလွဲလာတတ်ကြပါတယ်ကိုယ့်ကိုအစိတ်အတောက်ပေးမဲ့သူတွေတောက်စစ်ပြီးဘက်တွေကိုရှောင်ပါနော်စိတ်တူကိုယ်တူရှိတဲ့သူတွေအပြုတ်သဘောဆောင်တဲ့ community တွေနဲ့ပေါင်းသင်းပါနော်တယောက်ကိုတယောက်ကိုညီဖေးမတာစိတ်သက်ကြစင်မှုကိုအကောင်းဆုံးကာကွယ်ပေးနိုင်တဲ့စိတ်တစ်ခွက်ပဲဖြစ်ပါတယ်နောက်ဆုံးချက်ကတော့မိမိထိန်းချုပ်နိုင်တဲ့အရာကိုပဲအာရုံစိုက်ထားပါနော်နိုင်ငံရေးကမ္ဘာစည်းဝါးရေးကံစမားဒါရီယာဟင်မာတို့ထိန်းချုပ်လို့မရနိုင်ပါဘူးเนาะဒါပေမဲ့ဒီနေ့ဘယ်အချိန်မှာအိယာထားမလဲဘယ်စာအုပ်ကိုဖတ်မလဲကိုမိသားစုအပေါ်ဘယ်လိုဆက်ဆံမလဲဆိုတာကတော့ဟင်မာတို့ထိန်းချုပ်လို့ရပါတယ်เนาะအသေးအဖွဲကိစ္စလေးတွေမှာအောင်မြင်အောင်လုပ်ချင်ရတင့်ကို control ပြန်ရလာသလိုခံစားရစေမှာပဲဖြစ်ပါတယ်လောကကြီးကဘလောက်ပဲမောင်နေပါစေတင့်စီမှာကိုယ်ပိုင်မေးရင်တလုံးတော့ရှိနေရပါမယ်နော်အခြေအနေကိုပြောင်းလဲလို့မရရင်တော့မှအခြေအနေအပေါ်ထားရှိတဲ့တင့်ရဲ့တုံ့ပြန်ပုံကိုပြောင်းလဲလာနိုင်ပါတယ်ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိတယ်ဆိုရင်တော့ဟင်မာတို့ရဲ့ Better Living by Dr. Hima Channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ခဲ့ပါနဲ့နော်တင့်ရောဒီခေတ်ကြီးထဲမှာဘလို့နီးလန့်နေနဲ့ရုန်းကန်နေရတာလဲ comment မှာရေးခဲ့ပေးပါအောင်နော်အားလုံးပဲအခက်အခဲတွေကိုကြော်လွှားနိုင်ကြပါစေ bye bye